ရေးထားတဲ့လူတွေပြန်ကြည့်လိုက်အဲ့ဒါမှအဆင်ပြေနော်နှုံးဝင်သူတို့လိုရာကိုရောက်လာမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဘယ်ချိန်ပြန်ကြည့်မလဲလို့စောင့်နေတာခတ်တီနဲ့ဖြေတော့ဖြေနေသူတို့မမှတ်မိဦးစင်းသိပြီးသားခင်ဗျားတို့နော်ဒီကလေကောင်းကောင်းနဲ့သာချောပြီးပြောသွားရင်နောက်ကဟာတွေအကုန်ဖားခဲ့တယ်သူကပန်းတိုင်အရောက်သွားကြရအောင်ခင်ဗျားတို့ချော့မော့ပြီးပြောရတာခေါင်းစဉ်တောင်မှချော့တတ်တာသဘောပါသလားတချို့ကချော့ကုန်မှရမှာဟုတ်ဘယ်လောက်ပြောသူကနိဗ္ဗာန်မလေးမလို့ခြင်းသေးပါဘူးတဲ့နော်သူလုံးလုံးစလူဘဝအာယုံကလေးခံစားနေရင်သူကပျော်နေတာကဲကောင်းပြီအဲ့ဒါကိုဦးဇင်းတို့သုတ်တော်နဲ့တွဲမယ်အဲ့တော့တရားတော်ကတော့ဦးဇင်းတို့မဇ္ဈိမပါဏာတပါဠိတော်ကြီးမှာလာတဲ့အာတိဝိသဝကဓာရုခန္ဓောပမသုတ်ကိုဟောမှာပထမဓာရုခန္ဓောပမသုတ်ဓာရုခန္ဓောပမသုတ်ကနှစ်သုတ်ရှိပါတယ်အဲ့ဒီထဲကနေဟောမဲ့သုတ်ကပထမဓာရုခန္ဓောပမသုတ်နာဘူးတဲ့လူတွေအများကြီးဖြစ်ပါလိမ့်မယ်သို့တော့နာဘူးထမှန်ဆိုတဲ့အတိုင်းနှလုံးသွင်းကြည့်တာပေါ့နော်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကောသံပီပြည်မှာသရင်သုံးခိုင်ပြန်ပါလေကောသံပီပြည်သည်တဲ့ဂင်္ဂါမြစ်ကမ်းနှစ်ခုမှာရှိပါတယ်တဲ့အဲ့တော့မြစ်ကမ်းနာကမြို့တစ်မြို့ပဲပေါ့အဲ့တော့ဂင်္ဂါမြစ်ကြီးဆိုတာလည်းအားလုံးသိကြတဲ့အတိုင်းပဲအိန္ဒိယရောက်ဖူးတဲ့